နေကအစိန်ကံဆိုတဲ့မပြတ်လေးကျက်တဲ့ကံရှိပြန်တော့လေသေတဲ့ခါကြတယ်ရှင်လေဒီလုံးနဲ့ပဲသေပြန်တော့လေဒကာဓမ္မတွေခဏခဏပြောနေရတယ်ပြုံးပြီးဒီကလာသုတေစိတ်ကြရတယ်ဆိုတာမှတ်ထားနော်မှန်ပါဗျာဘုလိုနေကတောင်ရောင်လေးနေကြမယ်သာယသမီးရှိပွားရေးနဲ့ချိန်ကုန်နေကြမယ်ဆိုလို့ရှိရင်တရားတွေကဘာမှအသုံးမကျတဲ့အတွက်အကူအညီမရတဲ့အတွက်သေကြလာတဲ့ခါကြတော့သေတယ်ဆိုတော့ကသတ္တုဥလာဘုရောနားလဲပါပြီမှန်ပါပါပြုံးနေသေးသလားသွားရလမ်းမြင်ပြီးမှသေသလားသွားရလမ်းမြင်ပြီးမှသေပါဗျာသွားရလမ်းမြင်ပြီးမှသေတယ်ဆိုတာကတော့ဧကံပါနော်မှန်ပါပါအဲ့တော့နေရမကောင်းတော့သေရမှလည်းနေတော့ကမကောင်းခဲ့တဲ့အတွက်နေရည်မြင်ဝိညာဉ်မချုပ်ခင်ကမြင်ရတတ်တယ်တိရစ္ဆာန်ပုံတွေတိရစ္ဆာန်တွေသွားလာနေတာတွေမြင်ရတတ်တယ်နော်သဘောကျအဲ့ဒါနေရမကောင်းတော့သေရမှလည်းမကောင်းတဲ့နမိတ်တွေထင်လာတော့ဩငါအနေစိုးနေခဲ့လို့အသေးစိုးတော့ဖြင့်ငါပေါ်ရောက်ပြီလို့မလာတတ်ဘူးသာယသမီးနဲ့အနေစိုးနေခဲ့တဲ့အတွက်အသေးစိုးငါပေါ်ရောက်ပြီဆိုတဲ့ဥစ္စာဘယ်သူမှမပြောရဘူးကိုယ့်ဟာကိုယ်မြင်နေမှန်ပါဗျာသွားမယ်လမ်းခီးကြီးကငရဲမိတွေကလည်းတဟုံးတောင်းနေတာသူမြင်ပြန်တောင်ကြီးတွေ၆ကြီးတွေကျင်းကြီးတွေလည်းသူမြင်ပြန်အဲ့ဒီကဲတော့မြင်နေတဲ့အခါကျတော့ဩသူများလည်းမပြောနိုင်ကိုတယောက်တည်းကလည်းမြင်ရပြန်မြင်ပြီးတော့လည်းဘယ်လိုမှလည်းလမ်းလွဲလို့လည်းမရဒီနေရာပဲရောက်အောင်သွားရတော့မယ်အဓိပ္ပာယ်ကသေချာနေအဲ့ဒါကြောင့်နေကောင်းမှသေကောင်းမယ်ဆိုတာကိုဖြင့်ဥရဘူးတို့တကသစ်တို့သေချာမှတ်မှာပဲမှန်ပါဗျာအခုနေဆိုလို့ရှိရင်ဖြင့်သေစိုးလာလိမ့်မယ်ဆိုတာလည်းညင်းနေဖို့မလိုတော့ဘူးမှန်ပါဗျာရှင်းကဘုံနာတယောက်ဗန္နတမှာလာတယ်ဘုံနာနဲ့သေရင်တို့ဘုံနာယူဟိန္ဒူတို့ယူကဇမားပြေရောက်တယ်ယူထားတာကိုမှန်ပါဗျာအဲ့တော့သူတို့တွေကဘုံနဲ့ပညာရှိတယောက်ကသေကံကြီးကြလာတော့ခုနကနမိတ်တွေမြင်တယ်သွေးတွေတန်းနေနဲ့ငရဲမီငရဲသားတွေကခုတ်ဖြစ်တဲ့သွေးတွေတန်းနေမြင်ရတော့ဘေးကဘုံနဲ့တွေကမေးကြအထက်မြင်လားအောက်မြင်လားလို့မေးလိုက်မှန်ပါဗျာအောက်မြင်တယ်ဗျဇမားတွေမမြင်ဘူးလားမမြင်ဘူးမှန်ပါတော့သိမဲ့လူကကိုပြောနေတို့ဘာတွေမြင်နေပါလဲမလဲလို့မေးတဲ့အခါအောက်မှာသွေးရဲတန်ရဲတွေကမြင်နေတယ်ဆိုတော့သူတို့ကတော့သိလို့ရှိရင်ဇမားဖြစ်တာယူထားတာကိုမြင်ရတဲ့နမိတ်ကသေချာနေမှန်ပါဗျာအဲ့ဒါသေချာမဲလို့သေချာဖြေတဲ့ဝတ္ထုပါပဲမှန်ပါဗျာတခြားသောဝတ္ထုတွေလည်းအမျိုးမျိုးရှိပါသေးတယ်အနေမကောင်းလို့အသေးမကောင်းတာတွေအများကြီးရှိပါတယ်မှန်ပါဗျာအဲ့ဒါကြောင့်ဒကာဓမ္မတွေယခုအချိန်မှာပြင်းချင်းဆင်းချင်းရှိတော့ပြင်ဖို့ဆင်ဖို့ရာလေးကိုဖြင့်ကိုရေးကောင်းတဲ့ရေးလေးထားပေးကြပါဆိုတော့ဥစ္စာလမ်းကောင်းပြတဲ့ပုဂ္ဂိုလ်ကပြနေလို့ရှင်ပြန်လိုက်တဲ့ပုဂ္ဂိုလ်ကကိုရေးပြီးပြီးကိုလိုက်ဖို့ချိန်ရောက်နေမရောက်ဘူးလားရောက်ပါဘူးအေးဒါကြောင့်အခုသာယတော့နေရဝဲရတာတွေတကယ်ပြဘာမှမဟုတ်ဘူးနော်မှန်ပါဗျာဒီကနေ့ကျမှငရဲမိလျံလေးခွင်းနဲ့ကြီးတွေမြင်လာတော့မှဩဘာမှအသုံးမကျခဲ့ပါလားငါဖြင့်အနေစိုးနေခဲ့လို့ဖြင့်သေစိုးဖြင့်အခုမြင်ရတဲ့ချိန်တွေကဖြင့်သေစိုးပဲဆိုတာကိုယ့်အကိုသိတယ်မှန်ပါဗျာသိလာတဲ့ချိန်ကြတယ်ပြင်းချင်းဆင်းချင်းကရသေးရဲ့မရပါဘူးဗျာပြင်းချင်းဆင်းချင်းမရတဲ့အခါကျတော့ဖြတ်ဆိုသုတိပြီးခါလာခொနည်းငရဲမိလျံမြင်တဲ့ပုဂ္ဂိုလ်ကျတော့ငရဲသွားပြီးတခါတည်းငရဲတော့မြည်သွားဖြစ်မှန်ပါဗျာကမ္မံတတ္တိဝိပစ္စတိကိုဗျာမှန်ပါဗျာကံမေကံဒီတတ္တိသတ္တဝါရောဝိပစ္စတိဖြစ်စေ၏ဆိုတဲ့တိုင်းတဲ့တခါတည်းငရဲအစစ်ခံရတဲ့နေရာရောက်ချင်းရောက်တယ်အစစ်မခံရဘဲနဲ့ငရဲဟိုတဲ့တောက်လျှောက်ရောက်ချင်းလေးရောက်တယ်မှန်ပါဗျာအဲ့ဒါနေပြောတော့အသေးပါငိုရမဲ့ရတတ်တယ်ဆိုတာကိုလေဒကာဓမ္မတွေဒါတွေသိပြီးဒီကလာအမတန်မြင်ကျဲတဲ့ဘုရားခင်ကိုရမေကြီးဟောထားတဲ့ဇာတပိဝေမမရတ္တမပစ္စဝိပရိသာရိနောအဟုဝတ္တယံဟောမာကံနုသာသနီဆိုတဲ့အတိုင်းငါမသေးခင်ဆုံးမပါရစီကွာဝိပဿနာလူများလုပ်ကြစမ်းပါဟာထိုကဲ့တော့မလုပ်လို့ရှိရင်မင်းတို့အနေဆုံးနေတဲ့အတွက်သေဆုံးမင်းတို့အတွက်ငါမကယ်နိုင်ဘူးယခုချိန်ကပြင်မရစီရှင်မရစီဆိုတာကိုရမေရှိတဲ့သတိပေးချာဒါကြောင့်ဒကာသစ်တို့အားလုံးသောဒကာဓမ္မ
ခုချိန်ပြင်ရဆင်ကြပါဆိုတာသတိပေးပါတယ်ပြင်မှာဘာလို့ဆိုတော့ဝိပဿနာအလုပ်လုပ်ပေးရမယ်ဝိပဿနာအလုပ်လုပ်ပေးရမယ်ဆိုလို့ရှိရင်ဖြင့်ဝိပဿနာဆိုတာလေဒကာဓမ္မတို့ရှားပြီးလုပ်နေရတာမဟုတ်ပါဘူးမှန်ပါပါကိုယ်ခန္ဓာကိုကိုကြည့်ုံပါပဲကိုယ်ခန္ဓာကိုကိုကြည့်ုံပါပဲဆိုတာမှတ်ထားပါဝိပဿနာဆိုတာဘာပါလဲကိုယ်ခန္ဓာကိုကြည့်တဲ့ခါကျတော့ခန္ဓာတွေကနာကြလို့ရကြလို့ကြိုက်ကြလို့ပြင်းကြလို့ဒါတွေကခန္ဓာကစိုက်ကြည့်နေတဲ့ပုဂ္ဂိုလ်ကြတော့မပြောဘူးပြောတဲ့အခါကျလို့ရှိရင်ဒါလေးတွေကဘာပါလိမ့်မလို့တွေးမနေနဲ့ခန္ဓာကြီးဖောက်ပြန်မှုလို့တွေးလိုက်ပါမှန်ပါဗျာဘယ်လိုတွေးကြလဲခန္ဓာကြီးဖောက်ပြန်မှုလို့ခန္ဓာဖောက်ပြန်နေတာပါလားဖောက်ပြန်နေတာဖြင့်ဒါဒုက္ခသစ္စာတွေပဲသာမှတ်လိုက်တာမှန်ပါဗျာဥပရိနာမလက္ခဏာဒုက္ခသစ္စာဆိုတဲ့ခန္ဓာကရရနာတဲ့အောင့်တယ်ကြိုက်တယ်ခဲတယ်လိမ္မာတယ်ရင်နာတယ်ဆိုရင်ဒါတွေကြည့်လိုက်ပါကြည့်လိုက်တဲ့အခါကျဒါတွေအသိသိပေါ်မလားပဲပေါ်လာတိုင်းပေါ်လာရင်ဒါဒုက္ခသစ္စာဆိုတာဒါပဲဒုက္ခသစ္စာဆိုတာဒါပဲလို့ဉာဏ်ကစိုက်ကြည့်နေပါစိုက်ကြည့်တော့ဒီနေရာကဒုက္ခသစ္စာကပြီးပြောက်သွားပြန်ဟိုနေရာကဒုက္ခသစ္စာကပေါ်ပြန်လိုက်ကြည့်နေတာပေါ့လိုက်ကြည့်နေတော့ဒုက္ခသစ္စာနဲ့လိုက်ကြည့်တဲ့မဂ္ဂသစ္စာဖြစ်နေတာအဲ့ဒါအနေကောင်းနေတာလို့မှတ်လိုက်ချင်ပါပေါ်ရာကဒုက္ခသစ္စာနော်မြင်တာကပေါ်ရာကဒုက္ခသစ္စာမြင်တာကဒါကြောင့်အဲ့ဒီလိုက်ကြည့်နေတော့ဒီခန္ဓာကြီးထဲမှာဘာသစ္စာတွေများရှိသလဲဆိုတဲ့ဥစ္စာဘာမှမေးနေကြမလို့တော့ဘူးငကိုရှိလို့ငကိုင်းထွက်တာပဲဒုက္ခသစ္စာရှိလို့ဒုက္ခသစ္စာပဲပြောဖို့ရတာပဲဟုတ်လားဘူးဘာရှိလို့ဘာပြောတာပါလဲဒုက္ခသစ္စာရှိလို့ဒုက္ခသစ္စာပဲပြောတော့ဒါကိုပဲစိုက်ကြည့်ရဟိုနေရာဒုက္ခသစ္စာဖြစ်ဖြစ်ဟိုနေရာကတမျိုးရသလိုလိုရံသလိုဟိုနေရာကောင်းသလိုလိုတော့ကြပြောက်သွားပြန်ပြီဟိုနေရာကျင်သလိုလိုဟိုနေရာကအလတ်စားလိုလိုဒီနေရာလေးကပြန်တင့်တော်သလိုလိုတင့်တော်တဲ့နေရာကျပြန်တင့်တော်တဲ့နေရာမှာပဲတော့ကြမတင့်တော်တာဖြစ်လာပြန်ပြီတင့်တော်တာလည်းဖောက်ပြန်သွားပြန်ဒါပြန်တရားဓမ္မတို့လုံးမှာဖောက်ပြန်ပြည့်စည်တတ်တာပဲရှိတယ်ဘာတွေရှိပါလဲဖောက်ပြန်ပြည့်စည်တတ်တာဘာသစ္စာအဲ့ဒါလေးတွေတရားဓမ္မတွေညာနဲ့လိုက်ပြီးဒီကလာနေတော့ဒီကိုယ်လုံးမှာလည်းညာကလိုက်နေမယ်ဆိုတော့ပင်ကိုယ်ကဖောက်ပြန်ပြည့်စည်တာတွေရှိနေတော့ဖောက်ပြန်ပြည့်စည်တာတွေပဲတွေ့နေကြတာအဲ့တော့ခန္ဓာဆိုတာအကောင်းလားမှတ်တယ်ဆိုပါလားဆိုတာကြီးကပေါ်လာပေါ်ပါဗျာအရင်တော့ခန္ဓာနဲ့တဏှာနဲ့တွဲနေတုန်းကတော့ခန္ဓာနဲ့တဏှာနဲ့တွဲနေတုန်းကတော့ကိုယ်ခန္ဓာခင်မင်းယူရနေတုန်းကတော့ဒုက္ခသစ္စာရဲ့လို့ဒါတော့မသိဘူးပေါ့လေသူ့ပဲအာကိုနေရဘလို့လို့သူကြမ်းမာလို့ပဲလောက်ကင်ပြီးကြလားစားနိုင်ကြလို့လို့ခန္ဓာနဲ့တဏှာနဲ့တွဲနေတုန်းကတော့သူအာကိုလုံးဖြစ်နေအခုလိုညာနဲ့တွဲပေးလိုက်တဲ့အခါကျတော့ဖြင့်ဘုန်းကြီးကဖောက်ပြန်ဒီနေရာကပြည့်စည်ဖောက်ပြန်ပြည့်စည်တဲ့ဤစွနေတော့ဘယ်မှာအာကိုစရာအာသစရာမြင်သေးရဲ့မမြင်ပါဘူးအဲ့ဒီမှာခန္ဓာနဲ့တဏှာနဲ့ကွဲသွားတဲ့အခါခန္ဓာနဲ့ညာနဲ့တွဲသွားမရှိဘဲနေတော့ခန္ဓာနဲ့တဏှာနဲ့တွဲရှုလိုက်ပြန်တော့ခန္ဓာနဲ့ပညာနဲ့တွဲလိုက်တော့တဏှာနဲ့ကွဲသွားအဲ့တော့တရားဓမ္မတို့အခုပြောတဲ့နှလုံးဟာအမတန်ရေးကြည့်ပါတယ်မှတ်စမ်းပါဒီတိုင်းနေတော့ဝါလိုက်လာလိုက်နေလိုက်ခိုင်းလိုက်ကိုသွားရင်သွားလို့ရကိုထိုင်ရင်ထိုင်လို့ရကိုပြောရင်ပြောလို့ရဆိုတော့ဒိဋ္ဌိတဏှာနဲ့ခန္ဓာနဲ့ဟာတပါးတည်းဖြင့်ဒါယူပါတတ်တော်သမနုပတ္တိဝေဒနာတတ်တော်သမနုပတ္တိဆိုတဲ့အတိုင်းယောဟာငါပဲဝေဒနာငါပဲခန္ဓာငါပဲငါယူငါသွားခြင်းသွားနိုင်တာပဲငါလုံးကျင်လုံးနိုင်တာပဲဆိုတော့ခန္ဓာနဲ့တဏှာနဲ့မတွေ့ဘူးလားအဲ့ဒီရင်ခါတော့ကတော့ဖြင့်တဲ့ဒကာဓမ္မတို့ဘယ်နည်းနဲ့မှဖောက်ပြန်ပြည့်စည်တာမမြင်နိုင်မမြင်ပါဘူးဗျာကဲခုဆရာဘုန်းကြီးကနိဗ္ဗေဘုရားကနိဗ္ဗေဓာရီနဲ့ဒကာဓမ္မတွေဝေဖန်ပြီးစောင့်ပြီးခန္ဓာကြည့်နေတဲ့အခါကျတော့ပြန်ဟိုနေရာအောင်ဒီနေရာရဒီနေရာတစ်မျိုးတစ်ပုံဖြစ်
အမျိုးမျိုးဖောက်ပြန်ပြည့်စည်နေတာတွေမတွေ့ရဘူးအဲ့ဒီခါကျတော့ခန္ဓာနဲ့ပညာနဲ့တွဲနေဘာမှမသိတဲ့ခါကျတော့ခန္ဓာနဲ့တဏှာနဲ့တွဲနေဘာမှမသိတဲ့အခါသိလုံးလေးများဝင်လာတဲ့အခါကျတော့ခန္ဓာနဲ့သစ္စာတွဲတယ်အရင်တော့ကတော့ဒုက္ခသစ္စာနဲ့သစ္စာတွဲနေသဘောကျအဲ့ဒီကဲတော့ဒကာဓမ္မတို့ဒီလိုခန္ဓာနဲ့ပညာနဲ့တွဲပြလိုက်တဲ့အခါကျတော့ခန္ဓာကြီးကဒုက္ခသစ္စာရှိလို့ဒုက္ခသစ္စာကြီးဒကာဓမ္မတွေစောင့်ကြည့်တဲ့ဉာဏ်ကိုပြောနေတာမပြောဘူးလားအယုတ်ဆိုတာကလည်းအယုတ်ဆိုးတယ်လို့ပဲပြောတယ်အကြည်တဏ္ဍာကိုလည်းအကြည်တန်တယ်လို့ပဲခန္ဓာကကြီးပြောနေတာပဲအဲ့ဒါခန္ဓာကပြောတဲ့ခါကြလို့ရှင်းဖြင့်အယုတ်ဆိုးလိုက်တာအကြည်တန်လိုက်တာလို့ဉာဏ်ကလိုက်သေးပါအဲ့ဒီကတော့အယုတ်ဆိုးကြည်တန်တယ်လို့ခွန်ကြီးဒကာဓမ္မတွေကဉာဏ်ကလိုက်ပေးတဲ့အခါလိုချင်စရာရခြင်းစရာယွန်စရာမုန်းစရာတွေကပေါ်မလာဘူးပေါ်လာပါဘူးယွန်စရာမုန်းစရာပေါ်လာတာတကသိဉာဏ်တက်တယ်လို့မှတ်လိုက်တာမှန်ပါဗျာယွန်စရာမုန်းစရာပေါ်လာတယ်လို့လည်းဒကာဓမ္မတွေကမရှိဘဲမှတ်ပဲမနေနဲ့ယွန်စရာမုန်းစရာကိုဆက်လက်ပြီးဆွဲနဲ့မဲနေတာရှုပေးပါမှန်ပါဗျာရှုပေးတဲ့အခါကျတော့ဒကာသိတို့ယွန်စရာမုန်းစရာများမြန်လေမလိုခြင်းလေမှန်ပါဗျာမလားဘူးမှန်ပါဗျာဒါနဲ့မလိုခြင်းတဲ့ဉာဏ်ဒီမဉာဏ်ပဲမလို့ကျင်လို့ရှိရင်ဒကာဓမ္မတို့ယွန်စရာမုန်းစရာတွေချုပ်ပြောက်သွားမှန်ပါဗျာယွန်စရာမုန်းစရာတွေချုပ်ပြောက်သွားပြီဒီကလားတဲ့ဒကာသစ်တို့ကဖြစ်စေဥလားဘုရားကဖြစ်စေခုနကဖြင့်ယွန်စရာမုန်းစရာတွေဖောက်ပြန်တာတွေပဲတွေ့နေတယ်ယခုတော့ဖြင့်မတွေ့ဘူးဆိုလို့ရှိရင်ဖြင့်တဲ့ဒုက္ခသစ္စာနဲ့ဉာဏ်နဲ့ကွဲသွားပြီဒီကလားဒုက္ခသစ္စာဆိုတဲ့နိဗ္ဗာန်နဲ့ဉာဏ်နဲ့သွားတွဲဒုက္ခသစ္စာနဲ့ဉာဏ်နဲ့ခွဲဒုက္ခသစ္စာဆိုတဲ့နိဗ္ဗာန်နဲ့ဉာဏ်နဲ့တွဲအဲ့ဒါကြောင့်ဒီလုတ်ဒီတရားဓမ္မတို့အလုံးမှန်ပဲဆိုတဲ့ဥစ္စာသိသိချာချာမှတ်ပါယွန်စရာမုန်းစရာကိုယွန်စရာမုန်းစရာမဟုတ်ရင်ခင်စရာဖြစ်ရတော့မှာဖောက်ပြန်ပြည့်စည်တာကိုဖောက်ပြန်ပြည့်စည်တယ်လို့မမြင်လို့ရှိရင်ဖြင့်ခိုင်နေနေတယ်ဆိုတဲ့ဒိဋ္ဌိကလာမှာဒိဋ္ဌိနဲ့တွဲလိုက်တဏှာနဲ့တွဲလိုက်ဘယ်တော့မှဉာဏ်နဲ့ကမတွဲမိဒါကြောင့်ဥပဒနာဆိုတာဒိဋ္ဌိတဏှာတွဲမှုကိုခွဲပြီးဒီကလာဉာဏ်နဲ့တွဲမှုကိုအလုံးလုံးတာဟာဝိပဿနာအလုံးလို့မှတ်လိုက်စမ်းသဘောပါအရင်တော့ကတော့ဒိဋ္ဌိတဏှာနဲ့ခန္ဓာနဲ့တွဲဘုရားဓမ္မကနိဂောမိနာတွေပဲဘုရားကနိဂောမိနာတွေပြလိုက်တဲ့အခါကျတော့ခန္ဓာနဲ့ဉာဏ်နဲ့တွဲပြလိုက်ခန္ဓာနဲ့ဉာဏ်နဲ့တွဲပြလိုက်တဲ့အခါကျတော့ဉာဏ်ကမှန်မြင်ကိုဗျာအဲ့ဒီမှန်မြင်ကဖောက်ပြန်တာတွေပြည့်စည်တာတွေကြီးမြင်မလားမြင်ပါဘူးအဲ့ဒီကဲတော့မြင်လာတဲ့အခါကျတော့ဖောက်ပြန်ပြည့်စည်တာမြင်လို့ရှိရင်ဟုတ်တယ်မှန်စွာသိတဲ့ဉာဏ်လေးဝင်တဲ့ရောက်ပြီဒီဖောက်ပြန်ပြည့်စည်တာကြီးမြင်မှများလို့ဒကာဓမ္မတွေကကြည့်ရတယ်ရှုရတာမြင်ရတာတော့ခေါင်းကယုံမုံငင်းငွေမလားဘူးဒါဉာဏ်တက်လာတာလို့သာမှတ်ပြီတော့မကြည့်ရင်လို့ထားမပြေးလိုက်ပါနဲ့ဉာဏ်တက်လာတာတက်လာတယ်လို့ဆိုပြီးဆရာကောင်းကနှီးပေးတဲ့အတွက်ခင်ဗျားတို့ကဩဒါဉာဏ်တက်လာတာပါလားဆိုပြီးဒီကလာစိုက်စူးစူးပဲမုံရင်နဲ့ပဲစိုက်စူးစူးရှုပေးပါစိုက်စူးစူးရှိရကနေပြီးဒီကလာဘုန်းကြီးတို့ဒကာဓမ္မတွေဒီအချိန်များလာပြီဆိုမှဖြင့်တကယ်ကိုပဲမလို့ခြင်းစရာပါလားဆိုတာမလာဘူးမလို့ခြင်းစရာလာလို့ရှိရင်ဖြင့်ဝိရာကောမက်ကောဆိုတဲ့အတိုင်းဝိရာကောရှိပါများလို့မလို့ခြင်းလာဒီမက်ကောမက်ကင်၈ပါးပဲမလို့ခြင်းတာပါပါလေမလို့ခြင်းတာမက်ကင်၈ပါးဆိုတဲ့ဖြင့်မလို့ခြင်းတဲ့ပုဂ္ဂိုလ်မှာရှိကဒုက္ခသစ္စာကြီးပျောက်ပြဲပိဋကရာသွားပြီးနိရောဓသစ္စာကြီးဘဝနဲ့ပေါ်လာပေါ်လာဘူးအဲ့ဒီကတော့ပေါ်လာတာထောက်လိုက်တော့နိရောဓမက္ခဆိုတော့မှခေါင်းကသေကံကြီးမြင်ရမယ်ကိုလုတ်ထားတဲ့အကုသိုလ်တွေကြောင့်ငရဲဥတွေငရဲမိတွေဟုံးတောင်းနေတာတိရစ္ဆာန်ဘုံကြီးခွင်းတဲ့ကြီးတွေကလာကြိုက်မဲ့ဟာတွေဟာခုလိုမြင်ပြီးသားပုဂ္ဂိုလ်ကြတော့ဘယ်တော့မှမလာတော့မလာတော့ဒီမလို့ခြင်းနဲ့ဉာဏ်လာတဲ့အချိန်ကစပြီးဒီကလာအဲ့ဒီသေကံကြီးလာမဲ့နမိတ်တွေကိုသွားရမဲ့ပုဗ္ဗနမိတ်တွေငရဲနမိတ်တွေတိရစ္ဆာန်နမိတ်တွေဟာအဲ့ဒီအချိန်ကစပြောက်အဲ့ဒါဒီအချိန်ကမလို့ခြင်းတဲ့အချိန်က
ခန္ဓာမလို့ခြင်းတဲ့အချိန်ကပျောက်ပါတယ်ဆိုတော့ဒီကံကြီးသူတို့လာဖို့ရအချိန်ရသေးမရပါဘူးအဲ့ဒီတော့မရတော့ဒီပုဂ္ဂိုလ်ပဲမဆိုင်တဲ့ပုဂ္ဂိုလ်သေပြီဆိုကြပါစို့မလို့ခြင်းတဲ့ပုဂ္ဂိုလ်သေပြီဆိုတော့မလေးကံလုံးရလို့ရှိရင်လည်းပြုံးသေးပဲဟာလေးကံမရောက်ကြံလေးရတယ်ဆိုတော့သူတိနမိတ်တွေပဲလာချင်အဲ့ဒါသူတိနမိတ်တွေလာခြင်းတော့ပြုံးပြီးဒီကလာစွတ်တွေကြသွားအရင်တော့မြေဆက်လည်းနဲ့ခေါင်းပေါ်မြေတွေရွှဲနေတဲ့သဘောမျိုးလာသေးတယ်အဲ့ဒါအနေကောင်းလို့လိုက်လို့အသေးကောင်းဖြစ်သွားပါတယ်သဘောကျဘယ်လိုကြောက်မှာလဲအဲ့ဒါအားလုံးကလည်းဒီလမ်းကိုမသွားမဲ့ပုဂ္ဂိုလ်ကလည်းတခုမှမရှိကြဘူးသေလမ်းဆိုတာအားလုံးတွေဆုံရဌာနတစ်ခုပဲသေလမ်းဆိုတာဘာပါလဲအားလုံးတွေဆုံရဌာနတစ်ခုဖြစ်ပါတယ်ဆိုတာမှတ်ထားလိုက်တော့ဖြင့်ဆုံးမဆုံးကညာတော့လေပြုံးပြီးသေးရအောင်မြေဆက်လည်းနဲ့မသေးရအောင်အခုချိန်ကပြင်ရမှာပဲဘယ်လိုပြင်ရမလို့ဆိုလို့ရှိရင်ခုနကပြောရတဲ့ဉာဏ်30တက်မြောင်တက်ပါစောင့်ကြည့်လို့ရှိရင်ဖြင့်ဖောက်ပြန်တာမြင်ပါလိမ့်မယ်ကြက်ကြက်ကြည့်ပါမြင်ဖောက်ပြန်တာမုန်းပါလိမ့်မယ်ကြက်ကြက်ကြည့်ပါမြင်ဖောက်ပြန်တာတွေမလို့ခြင်းပါလိမ့်မယ်မလို့ခြင်းဖောက်ပြန်တဲ့ပစ္စည်းတတ်တဲ့ယုံနာဓမ္မတွေအကုန်ချုပ်ပါလိမ့်မယ်ချုပ်သွားတဲ့အခါကျလို့ရှိရင်မလို့တဲ့နဲ့ဉာဏ်သည်တဲ့ဖောက်ပြန်ပစ္စည်းမှုမရှိတဲ့သန္တိလက္ခဏာနိရောဓသစ္စာသန္တိလက္ခဏာနိရောဓသစ္စာဆိုတဲ့အနိမိတ်ပစ္စုပ္ပန္နဝုဋ္ဌာဏပစ္စုပ္ပန္နဆိုတဲ့အတိုင်းတဲ့သုတိပြည့်ခြင်းမသေးနိုင်မဲ့ခိုင်မြဲတဲ့နိဗ္ဗာန်ကြီးမြင်လာပါလိမ့်မယ်အဲ့ဒီလိုမြင်လာတဲ့အခါကျတော့ဖြင့်ငရေဘူးငရေမိတွေအကုန်သိမ့်ငြိမ့်အပယ်လေးဘုံနမိတ်တွေဘယ်လာနိုင်သေးအဲ့ဒီမလာနိုင်တဲ့အခြေအနေရောက်တရားဓမ္မတွေကကြိုးစားထားတော့ဒီကနေ့ကြတော့ဒီဟာနမိတ်တွေကမလာသုခတိနာပြေနမိတ်တွေကနောက်သမီးတွေနာယထာတွေကလာဆိုင်ပြီးဒီကတော့သူယထာတက်ပါငါယထာတက်ပါနဲ့ဒီလိုကလာတော့ဒီမြေအိုးတွေကိုစွန့်ပြီးရွှေအိုးတွေကိုကင်မသုံးပါဆိုသလိုမြေရိတ်တွေကိုစွန့်ပြီးဒီကလာရွှေရိတ်တွေလာနေပါလို့ခေါ်တယ်ဆိုတော့ဆွမ်းရမှာကဘုံမတန်ရမှာကဘုဒ္ဓံဆိုတော့ပြုံးပြီးလိုက်သွားတာပေါ့အဲ့ဒါကြောင့်တရားဓမ္မတွေမြေဆက်လည်းနဲ့မဲ့တွေကိုရှောင်ပြီးဒီကလာပြုံးတွေကိုဆောင်ရအောင်ဖြင့်ယခုချိန်ကစပြီးခန္ဓာဤဖောက်ပြန်ပြည့်စည်မှုကိုကြည့်ပြအောင်ကြည့်ပါဆိုတာတရားမောင်းပြီးရှေ့ဖို့ကာလဥပဒနာဉာဏ်ရှေ့ထားပြီးပြောနေတယ်လို့မှတ်စွမ်းပါသဘောပါခိုင်းဒါပြန်မနေ့ကတရားပြန်ဆက်ကြတယ်နော်နိဝရဏတရား၅ပါးကမ္မသနာနိဝရဏဗျာပါဒနိဝရဏသီနမိတ်နိဝရဏနှစ်ခုတွဲသူကဥဒိစ္စကုက္ကုစ္စနိဝရဏနှစ်ခုတွဲဟုတ်ဝိသိကိစ္စနိဝရဏလို့နိဝရဏတရားဘယ်နှပါးရှိပါလဲဘယ်နဲ့ကြောင့်သူတို့နိဝရဏလို့ပါဠိလိုနာမည်ပေးရပါလိမ့်မလို့များနိဗ္ဗာန်မဲ့ဖို့တားရတဲ့တရားဖြစ်သောကြောင့်သူနိဝရဏတရားဝါပိပင်တတ်တဲ့တရားလို့ဘုရားဘုရားတကားတစ်တော့မှတ်လိုက်ကြပါဘိဗေမုံနဲ့ကာမသနာနိဝရဏကလည်းကျွေးဆက်နေရတယ်နဲ့မအားရနဲ့ပဲတဲ့နိဗ္ဗာန်ရောက်သေးရဲ့မရောက်ပါဘူးဗျာပါဒနိဝရဏဆိုတော့လည်းမနေ့ကပြောခဲ့တယ်ယောဂဆွဲနေတာနဲ့ပဲတဲ့ဆေးကောင်းကိုတိုက်လို့ရရဲ့မရဘူးမရလို့သူလည်းမဖို့နဲ့မလွဲရဘူးမရှိဖို့ဆေးတွေတိုက်တော့တောက်လို့ရသေးရဲ့မရပါဘူးသင်္နမိတ်နိဝရဏလို့မနေ့ကတရားဆုံးကနေဟောခဲ့တာသူကလည်းသီနာဆိုတဲ့စိတ်မခိုင်ခြင်းမိတ်္တဆိုတဲ့စေသိက်ကိုယ်စေသိက်ကိုမနိုင်ခြင်းဒီနှစ်ခုဝင်လာလို့ရှိရင်အဲ့ရပြင်တော့တာပဲသူကလည်းအဲ့ရပြင်လိုက်တယ်ဆိုတော့သံဃာထောင်ကြီးတဲ့ကြတော့လို့ပြင်မဲ့မှာဖရာတွေကပွင့်တရားတွေကဟောညကြတယ်သူကြားသေးတယ်ကြားပါဘူးအဲ့ဒါကြောင့်ထောင်ကြနေတဲ့ပုဂ္ဂိုလ်နဲ့တူသောကြောင့်လေသူလည်းမက်ဖို့တားတဲ့တရားထောင်ကြနေတဲ့ပုဂ္ဂိုလ်နဲ့တူသောကြောင့်မက်ဖို့တားတဲ့တရားပဲဆိုတဲ့ဓမ္မတွေကလေးစားစွာမှတ်ထားတယ်ပေါ့ကဲဒါပြန်1 2 3ပြီးသွားတာဓမ္မတို့ဒီနေ့4နံပါတ်ကိုကင်ပါလိမ့်မယ်4နံပါတ်ကလည်းတရားတစ်ခုသီလမိတ်ံဘာနာကာရံကုက္ကုဥဒိစ္စဓာတိယံဥဒိစ္စကုက္ကုစ္စရှိနေလို့ရှိရင်တိမ်သောအိမ်မှာအခိုင်းစီဖြစ်တဲ့ကျွန်းနဲ့တူတယ်မှန်ပါဗျာတခုသောပစ္စည်းရှိတဲ့အိမ်မှာအခိုင်းစီကျွန်းလေးတွေအိမ်စီမလေးတွေအိမ်စီယောက်ျားလေးတွေ
မွေးမထားကြဘူးတကယ်နဲ့ကဘယ်လိုပဲတက်ရှင်ပွဲပျော်ပွဲအမျိုးမျိုးလူမင်လာပွဲအမျိုးမျိုးကိစ္စတွေကိုကြက်ပြမင်လာရှိတယ်လောကကြီးထဲမှာထားတဲ့အခမ်းအနားတွေကြွားများတယ်လေသူ့မှာတော့ဖြင့်တဲ့အင်းကြီးဖြစ်တဲ့အတွက်အင်းကြီးလုံးနဲ့ပဲနေရပါတယ်တခြားဘာလို့နေရသေးအင်းကြီးဖြစ်နေတော့အင်းရှင်များသဘောကျနေရတော့တယ်ဆိုတာအထင်ရှားပေါ့ဗျာဥဒိစ္စကုက္ကုစ္စဥဒိစ္စရှိနေရင်လည်းထုံနေပြီပဲဥဒိစ္စဆိုတော့စိတ်ကြမ်းနေတော့ကိုယ်စိတ်ကိုနိုင်လေရဲ့ကိုယ်စိတ်ကိုမနိုင်တော့ဘူးတဲ့ကိုယ်လိုတိုင်းနေရတဲ့သဘောပါသေးကိုယ်လိုတိုင်းနေရတဲ့သဘောပါတော့သခင်စေခိုင်းတယ်လို့ကြားဒါဖြင့်အိမ်စီမလေးအိမ်စီယောက်ျားလေးနဲ့မတူဘူးလားပြင်မဲ့မှာပဲလို့တရားဓမ္မမို့ဆိုပြီးနိဗ္ဗာန်ဝင်လန်းနေမျိုးမျိုးဘုံဘုံပြညာတော့လေသူ့မှာအိမ်ရှင်နဲ့တူတဲ့ကိုယ်မလိုက်တဲ့စိတ်နဲ့အတူတူနေရတာကိုယ်လိုမလိုက်တဲ့စိတ်ကထွက်ပြေးနေတာထွက်ပြေးနေတော့ကိုယ်လိုလိုက်ကကိုယ်လိုမလိုက်တော့ဒီစိတ်ပဲလိုက်ပြီးဒီကလာနေရတော့ဥဒိစ္စလိုလိုက်နေရတာဥဒိစ္စကတောင်းအောင်ပြုလိုက်မြောက်အောင်ပြုလိုက်ရှေ့အောင်ပြုလိုက်အနောက်အောင်ပြုလိုက်ရှေ့အောင်ပြုလိုက်နောက်အောင်ပြုလိုက်အဲ့ဒီနောက်ကိုပုဂ္ဂိုလ်တ attva ကလိုက်နေတော့ဥဒိစ္စကြီးကြုံပြတ်မနေဘူးလားဒါဖြင့်ဒကာဓမ္မတွေစဉ်းစားတာဗောတဲ့ဟာဥဒိစ္စကြီးကြုံပြတ်နေတဲ့ပုဂ္ဂိုလ်တူတယောက်ဟာဥဒိစ္စသွားရကိုသာလိုက်နေရတော့ကိုယ်သဘောကိုပါသေးဒါဖြင့်ကြုံမဖြစ်စဉ်းစားအဲ့ဒီလိုဥဒိစ္စရှိနေပြန်လို့ရှိရင်လေဒကာဓမ္မတို့ကြုံဘဝနဲ့အသက်ရှင်နေရတယ်လို့ဘုရားကဇာတဟောလိုက်တယ်ကြုံဘဝနဲ့အသက်ရှင်နေတာကွာသဘောပါကြဥဒိစ္စကဥမာတောင်ဘက်ပြေးသွားတယ်တောင်ဘက်ကန္နာကောလိုက်ရတယ်မြောက်ဘက်ပြေးသွားတယ်အောက်ပြေးသွားတယ်အထက်ပြေးသွားဒါပြန်ဥဒိစ္စပြေးတော့ခန္ဓာကလိုက်နေတော့ဒီခန္ဓာထဲမှာယုံနာကိုယ်ပိုင်လားကျွန်းလားဥဒိစ္စတွေဟူသောသခင်အလိုလိုလိုက်နေရအဲ့ဒီလိုလိုက်နေတော့ပြမမှာဘုရားတွေပွင့်တရားဟောအမျိုးမျိုးကြွတန်းတွေပြပြီးဒီကရာနေ냐ဆိုတော့သူနဲ့ဆိုင်ပါရဲ့လားမဆိုင်ပါဘူးအဲ့ဒါဘုရုတ္တိဆိုတဲ့ရိပ်မိကြဥဒ္ဒရှိတဲ့ပုဂ္ဂိုလ်မှာကြုံဖြစ်နေလို့ဥဒိစ္စလိုသာလိုက်နေရတယ်ဘုရုလိုလိုက်နေရရှင်းကြဒါဓမ္မတို့ဥဒိစ္စရှိတဲ့ပုဂ္ဂိုလ်ဟာကြုံဘဝရောက်နေတယ်လို့မှတ်လိုက်စမ်းပါဥဒိစ္စရဝန်းထဲရောက်လာရင်ကြုံဘဝရောက်နေတယ်လို့သေချာမှဗကျုစိတ်ကဖိုးပြေးဒီပြေးနေဖိုးပြေးဒီပြေးနေဆိုတော့ပြေးရသူကလိုက်နေဘယ်လိုကြုံဖြစ်ဥဒိစ္စကြီးကြုံဖြစ်ပြီးဒီကရံတော့ပြေးရလိုက်ရတော့ဒကာဓမ္မတို့ဘယ်လောက်ပြောင်းသိုးကြုံဆိုလို့ရှိရင်ဖြင့်ပုံရင်ပြောရရင်ဖြင့်ခွေးမိမှပြောင်းမိလို့ရှိရင်ဖြင့်ခွေးပြေးသလိုဒီပြောင်းမှာလဲရတယ်ပစ္စည်းချင်းတို့ကရောက်အောင်မယ်နော်ခွေးသူကအုံကလွဲနေတာဟုတ်ခွေးမိမှသွားပြီးပြောင်းဆွဲတော့ခွေးပြေးသလိုလဲရတယ်မယ်ဆိုတဲ့အဓိပ္ပာယ်ကလည်းဘာမှသံဃာရှိဖို့မလိုဘူးဒီမှာလည်းဥဒိစ္စရှိတဲ့ယုံနာဒီဥဒိစ္စကပြေးကျင်သလိုပြေးနေတဲ့တရားနောက်ကိုဒီယုံနာကြီးကလိုက်ပြီးဒီကလာနေရတော့သူ့မှာပြောင်းတော့ဖြစ်ပြီးဒီကလာအမျိုးမျိုးသောဒုက္ခတွေနဲ့မကြုံရဘူးဒါကြောင့်သူ့မှာကိုယ်သဘောလားတဲ့ဥဒိစ္စတို့ဤသဘောအဖြစ်နဲ့ပဲရုပ်လိုက်နေရသလားလို့ဥလာဘူးလို့တကားတဲ့တို့မေးရမနဲ့ဖြေပါဥဒိစ္စဤသဘောတိုင်းလိုက်နေရတော့ကြုံပြတ်နေဘူးလားအဲ့ဒီကြုံနေကားလို့ဆိုလို့ရှိရင်ဖြင့်သခင်များသုံးဆောင်တဲ့သခင်များစားတော့ဘလို့သခင်များဤနေထိုင်ရေးချောင်ကြည့်တယ်သူတို့မှာတော့ဒီလိုများခံစားစံစားချောင်ကြည့်ပါရဲ့လားလို့မေးလို့ရှိရင်ကျွန်းဟာကျွန်းလိုပဲနေရမှာကျွန်းဟာပဲနဲ့ဆိုပါကျွန်းပဲနေရတာခင်ဗျားတို့တသံတရားလုံးမှာဒီဥဒိစ္စဓာန်ချက်ကိုမတွန်းလှန်နိုင်တာနဲ့သံဃာခရီးတယ်ဖုံဖုံရောက်လိုက်ဒီဖုံရောက်လိုက်ရောက်ချင်တယ်လို့ရောက်ဖုံမှာသေဘောဝင်လိုက်ဖုံဖုံမှာနာဘောဝင်လိုက်ဖုံဖုံမှာအိုဘောဝင်လိုက်အလုံးစုံပွဲတွေအတုပပွဲတွေနှွဲခဲ့ရတာဥဒိစ္စမနအတုပပွဲတွေနှွဲခဲ့ရတာနာပွဲတွေဟိုပုံနှွဲရတာဟုတ်ဒါပြန်သံဃာခရီးတယ်ဓမ္မတို့အချက်တပွဲကျွနေရတာကိုယ်သဘောမရှိဘူးဥဒိစ္စသဘောလိုက်နေရတာနဲ့ပဲအနာကင်းအသေးကင်းတဲ့နိဗ္ဗာန်ကိုဘယ်တော့မှမရောက်ဘူးရောက်နိုင်သေးရဲ့ဒါကြောင့်
ကျွန်တော်ဘဝမှာလွတ်အောင်တရားသိတို့ဥလာဘူးတို့မလုပ်ရင်မဖြစ်ဘူးဥဒိစ္စပြည့်နေလို့ရှင်သုက္ကကျုပ်ကစိတ်ကသိပ်ပြန့်တာပဲဟိုပြေးသွားဒီပြေးသွားတရားကိုအားထုတ်လို့မရဘူးကျုပ်တော့ခက်တာပဲဆိုတော့သူကျွန်ပြည့်လို့ကြီးတဲ့ကံဘယ်လိုဖြစ်လို့ကြီးတာလဲကျွန်ပြည့်လို့ကြီးတဲ့ကံကိုဘုန်းကြီးများကကိုပြင်ဆင်ပေးလိုက်ပါတယ်တရားဓမ္မတို့ခန္ဓာကိုယ်ထဲမှာတရားထိုင်မယ်ဆိုလို့ရှိရင်ဖောက်ပြန်တာပြည့်စည်တယ်ကြည့်တော့မယ်လို့ခေါင်းကအစကပြောခဲ့တဲ့အတိုင်းကြည့်တော့မယ်ဆိုရင်သူကဟိုပြေးသွားဒီပြေးသွားလာလို့ရှိရင်သူ့ကိုပဲရင်ဖြစ်ဖြစ်ရှုပါသူ့ရှုမဲ့ကြံတော့သူကဟရိယဝတ္ထုပေါ်မှာပေါ်တယ်လို့မှတ်ဟရိယဝတ္ထုပေါ်ကိုတခါတည်းညာနဲ့စိုက်ပြီးရှုပါဉာဏ်ဝင်လာလို့ရှိရင်တော့ဥဒိစ္စတန်ပြေးပြီးမှသာလည်းတခါသိတော့ရင်တော့ဝေဒနာကျရင်ဝေဒနာရှုစိတ်ကြရင်စိတ်ပြန်ရှုမှသာလည်းတရားစစ်တွေ့တော့မယ်ဒါဖြင့်ဥဒိစ္စကိုဖယ်ထုတ်နိုင်တဲ့နည်းမရှိရင်ကိုကျွန်ဖြစ်ပါလိမ့်မယ်ကျွန်ဖြစ်သွားလို့ရှိရင်ဖြင့်သံဃာခရီးလေကြီးဖြစ်ပြီးဒီကအဘုံဘုံမှာဘုံများစွာတို့မှာပဲလောကီဘုံတွေဟူသေးမှာဖြင့်ဩဝနာပဲသေဘဲနဲ့ရှယ်ခွဲကျွန်းနဲ့ဖြစ်ရတာဥဒိစ္စမနိုင်လို့ရှင်းညဘာမနိုင်လို့ပါဒါပြန်ဥဒိစ္စဒီဓမ္မတို့သူကပြေးရကိုယုံနာကလိုက်ပြီးတာနေရတော့ဒကာဓမ္မတို့သူကလည်းဥဒိစ္စဆိုတာမောဟရိကအနုတ္တပဥဒိစ္စဆိုတဲ့ဥစ္စာဒီတဲ့အမှန်တန်ဆိုရတဲ့တရားပဲလေးပါးတရားဖြစ်30ဘုံတည်းမှာသာတခါတည်းဥပ္ပန္နာပဲသေသေးစီလျှောက်ပြေးတာဥဒိစ္စကပြေယုံနာကလိုက်ဆိုတော့သူကတော့နာဓမ္မကိုကိစ္စဖြစ်တယ်ယုံနာဓမ္မကတော့အတုပါဖြစ်နေလိုက်ဒုက္ခသစ္စာဖြစ်နေလိုက်ခေါင်းကခွေးအမိဆွဲတဲ့ပြားအောင်လို့ပဲသက်သာခွင့်ကိုမရဘူးရသေးရဲ့အဲကြောင့်ဘုန်းကြီးတို့ဓမ္မတွေဘယ်လိုလုပ်ကြရမှာလဲလို့မေးလို့ရှိရင်ဖြင့်ဒီဥဒိစ္စဟာရရောက်သူပေါ်မှာပေါ်ပါတယ်ပေါ်လို့ရှိရင်ဖြင့်မင်းကကျွန်တော်ပဲပြောမလို့မင်းလာတာပဲဆိုပြီးဒီကလာသူမင်းကအနိစ္စလားအိဋ္ဌလားကမေးပြီးဒီကလာရှုပြီတော့ရှုလိုက်တဲ့သူပဲလို့ပြောမယ်သူကအနိစ္စပါပဲလို့ပြောသွားရောအဲ့ဒီအနိစ္စတစ်ချက်ကျတော့ကရလိုက်ပြီးတော့မှကျွတ်တို့ရှုနေကြဝေဒနာတို့စိတ်တို့ရုပ်တို့ကိုတဲ့ရှုလိုက်ဥဒိစ္စနိုင်ပြီးမှရှုတော့ကိုအရှင်သခင်ဖြစ်သွားပါပြီကျွန်တော်လုံးမဲ့တရားပြေးသွားပါပြီလို့ဆိုလို့ရှိရင်လွယ်ပါအဲ့ဒီလိုတရားဓမ္မတို့ဥဒိစ္စကိုဖယ်တတ်ပါလားအဲ့ဒါဥဒိစ္စဖယ်ရင်ကျွမ်းခြင်းမှလွတ်ကင်းပါလေဥဒိစ္စဖယ်ရင်ကျွမ်းခြင်းမှလွတ်ကင်းပါလေဆိုတာတရားဓမ္မတွေကလေးလေးစားစားမှတ်ထားတော့တခါလေထပြီးကြတာကျုပ်ကကျုပ်စိတ်ကျုပ်မနိုင်ဘူးဒီနေ့ဥပဒနာရှိလို့မဖြစ်ဘူးလို့ထမပြေးပါနဲ့သူကကျွမ်းခြင်းသွမ်းမို့လာတဲ့ဥစ္စာကိုသူ့ကိုအနိစ္စညာနဲ့ခြေမှုန်းပစ်ပါဘာလို့ပါလဲအနိစ္စညာနဲ့ခြေမှုန်းပလိုက်တဲ့ခါကျတော့သူကကျွမ်းခြင်းကိုသွမ်းလို့လာတဲ့တရားကျတော့ကနိုင်သွားတဲ့ခါကျတော့ကိလေသာရန်သူအောင်ဝဲယူလိုက်တာပဲဘာပါလိုက်ညာကိလေသာရန်သူဝဲယူလိုက်တဲ့တွေ့တဲ့တရားဓမ္မတို့ကိုလှုပ်ချင်တဲ့အလုပ်မလုပ်ရဘူးကျွံချစ်ကလွတ်သွားတဲ့ခါကျတော့ကိုကကြံတဲ့ယုံနဲ့ရှုမယ်ကိုယ်တဏ္ဍာမုံညာရအောင်ယူမယ်မရဘူးအဲ့ဒီလိုရသွားတာဒီတခြားကြောင့်ရတာလားတရားဓမ္မတို့ဥဒိစ္စဖယ်နိုင်လို့ရတာဒါဖြင့်ဥဒိစ္စဆိုတဲ့တရားခင်ဗျားတို့ကတော့ဥဒိစ္စများလုံးလို့ဝိပဿနာမရှိခြင်းဘူးစိတ်ကပြေဟိုပြန့်ဒီပြန့်နဲ့ကျုပ်ကစိတ်ကိုကျုပ်မနိုင်ဘူးကျွံဖြစ်နေတယ်ပြောတာပါအဲ့ဒါကိုဘုရားသခင်ကိုရမကြီးကဇာတာမင်းဒီကားလို့ဆိုရင်ဥဒိစ္စမင်းကျွံလုံးမလို့လာတာတန်တဲ့ကျွံကြီးဖြစ်အောင်လို့မင်းရှယ်ခွဲကျိုးနဲ့30ဘုံထဲမှာအိုဝဲတွေဘွဲတွေနှွှဲရအောင်လို့သူလာပြီးဒီကားလာမင်းကိုနှောက်ရက်နေတာအဲ့ဒါကြောင့်သူ့ဝင်ကျွံဖြစ်ကလွတ်အောင်သူ့ကိုဖြစ်ဖြစ်ရှုပြေတပည့်ကြအဲ့ဒါကြောင့်ပါဠိတော်လည်းစွန့်လိုက်တဲ့အခါကျတော့ဝိခိတစိတ်တံဝိခိတစိတ်တံဒီပဇာနာတိဝိခိတစိတ်တံပြောင်းတဲ့စိတ်ကိုဝိခိတစိတ်တံဒီဝိခိတစိတ်ဖြစ်ပြဟူ၍ပဇာနာတိမိပါဒီလိုလည်းရှုပလိုက်သမ်းပါရှုပလိုက်တဲ့အခါကျတော့သူရှိသေးရဲ့သူမရှိတော့မှတရားသေးတော့ဘယ်ပြန်လှည့်မယ်မိမိအားထုတ်နေကြကမ္မထာသဘောကျဘာပြန်လဲကြမိမိအားထုတ်နေတဲ့ကမ္မထာပြန်ရှုလိုက်တဲ့ခါကြလို့ရှိရင်ဖေရဏဖယ်ပြီးမှရှုတဲ့ခရီးကပေါက်မပေါက်စဉ်းစားတာပေါ့ခရီးပေါက်တယ်ဆိုတော့မသိကြဘူးဒါကြောင့်
အကယ်သူကလက်ခံမင်းကျွန်စင်းသွတ်သွန်းမလို့လာတဲ့တရားကျွန်စိတ်ပေါက်နေတဲ့တရားသဘောကျအဲ့ဒီကျွန်ပဲပြီးမှသခင်လောက်လုံးမှဖြစ်တော့မယ်ကျွန်စင်းသွတ်သွန်းတဲ့တရားကိုဖြစ်ပြရင်ရှုပြီးမှဒကာဓမ္မတို့ကိုယ့်လိုကိုယ်လို့ဖြစ်ရတော့တယ်။နှမို့လို့ချင်းသူခေါ်ရတာလိုက်နေမယ်ဆိုလို့ချင်းဟိုရောက်သွားဒီရောက်သွားရောက်ခြင်းနဲ့စီရောက်သွားတဲ့ခါကြလို့ရှိရင်ကျွတ်တို့ကိုယ်ပိုင်လို့ရသေးရဲ့။ကျွန်ဖယ်ပြီးမှသာလင်ကျွန်စိတ်ဖယ်ပြီးမှကိုယ်ပိုင်လို့နိုင်ပါတယ်ဆိုတဲ့နည်းလေးလည်းမှတ်လိုက်စမ်းပါ။ကျွန်ဖယ်ပြီးမှကိုယ်ပိုင်ကျွန်မဖယ်ရလို့ရှိရင်ကိုယ်ကိုယ်တိုင်ကကျွန်ဖြစ်နေဥဒိစ္စဆွဲရလိုက်သွားမှာအဲ့တော့ကိုယ်တိုင်သခင်လောက်တတ်သေးရဲ့ကဲဒါပြန်အခုတော့ဆရာဘုန်းကြီးကဘုရားကနေပေးလိုက်ကြတာဥဒိစ္စဖြစ်ဖြစ်ရှုပြတကားသိတူလားဘူးလို့သဘောကျထိုကဲ့လို့ရှုလိုက်တော့သူကဖြစ်ပြရှုတာကမဲ့ဖြစ်သွားပြီဆိုတော့သူကမရှိသေးရဲ့မရှိတဲ့အခါကျတော့မှဘာရှုမလို့သူလည်းပြေးသွားပြီမရှိတော့ဘူးဆိုတော့မှတကားသိတော့ပြောနေကြအတိုင်းကိုကြိုက်တဲ့ကမ္မထာပြန်ရှုသဘောကျသူကကန့်ကွက်ရဲ့နဲ့ဖြင့်ဘုန်းကြီးတို့ဒကာဓမ္မတွေကသူ့မဖယ်ရှားပိုင်းနဲ့ရှုလို့ရှိရင်ဖြင့်တဲ့သူဆွဲရပါပါလိမ့်မယ်ရှုလို့လည်းရမယ်မဟုတ်ပါဘူးသူကနိဝရဏတရားပဲခေါင်းကဝိပဿနာကန့်ကွက်မဲ့ကန့်ကွက်ဖို့ကန့်ကွက်တဲ့တရားပဲဘယ်မှာသာရင်ဒကာဓမ္မတို့အကျိုးဆောင်မလို့လာတာလားကျွန်းစင်းသွတ်သွန်းမလို့လာတာလားကျွန်းစင်းသွတ်သွန်းမလို့လာတဲ့တရားကိုခမည်းတော်ကလက်ခံထားလို့ရှိရင်ခမည်းတော်ကျွန်းပြစ်ခြင်းလို့ဘုရားဆူဆူပွင့်တဲ့တရားပွဲကြီးတွေဒီအလိုရှိလို့ဟောလိုက်မယ်ဆိုရင်မြမပြည်တော်ကြားအဲ့ဒီတရားပွဲကြီးတွေကျွတ်တို့မကြားခဲ့မကြုံခဲ့ရတာသူတတ်တည်ပြသူကကျွန်းနေရဲတွင်းထားလိုက်တော့ကျွတ်တို့ကကျွန်းသဘောအလုပ်တွေလုပ်နေရတဲ့အတွက်တဲ့ဒကာဓမ္မတို့ဘုရားဆူဆူတရားပွဲတွေနဲ့ကျွတ်တို့မကြုံခဲ့ဘူးဘုရားဆူဆူတွေအယောင်ရှင်းလင်းတွေနဲ့တကူပြတွေကတွေပြတာတွေကျွတ်တို့မမြင်ခဲ့ရဘူးဘာကြောင့်လို့အိတ်ရှင်မဖြစ်ဘူးကျွန်းလိုက်ကျွန်းအိမ်ကောင်းထဲမှာကျွန်းလုပ်နေရတော့ဘယ်လိုပွဲလမ်းတွေမရောမှသူနဲ့မဆက်တော့ဘူးဘုရားပွင့်တဲ့ပွဲလမ်းတွေနဲ့ကြီးတာကရှိသေးရဲ့မရှိပါဘူးအဲ့ဒီကြီးလာတဲ့ပွဲလမ်းတွေကြီးတွေနဲ့ကျွတ်တို့လွဲခဲ့ရတာဖြင့်ယနေ့လက်တဲ့အထူးပေါ်ပါပြီဘယ်သူပါလဲကဲဒါကဘလို့ဆိုတဲ့တရားဒကာဓမ္မတို့ဘုရားဆူဆူနဲ့လွဲသာသနာမျိုးမျိုးနဲ့လွဲကျွတ်တောင်းဝင်တဲ့ပုဂ္ဂိုလ်တွေမျိုးမျိုးနဲ့မိတ်မှမဆက်မိနီးလေးမှမရလိုက်ဟာဘာဖြစ်နေတော့ဆိုအိုးအိတ်ရှင်ကြုံဖြစ်နေလို့ပြင်မဲ့မှာဘုရားတွေပွင့်တရားတွေနာယန္တာတွေဖြစ်ကြတာသူကဥဒိစ္စကြီးကြုံဖြစ်နေတော့ဒကာဓမ္မတို့ဘယ်မှာချွတ်ချွတ်ဝင်ခွန်းကမရပဲဖြစ်နေတယ်ဆိုတာပေါ်ကြဒါဖြင့်ဥဒိစ္စကိုဒကာသစ်တို့ဥလဘုရားကသေးသေးသိမ့်သိမ့်တရားလားမေတ္တာဘုဒ္ဓတရားလားဆိုတာသေးသေးချာချာစဉ်းစားပါတော့ဘာလို့မလဲကြောက်เสียကောင်းရှင်းရဒါဖြင့်အခုနီးလည်းပေးပါပြီဆရာသမားကအဇာတဟောလို့ဒီနေ့ကလည်းသင်္ကာရဝဟောလို့ဒကာဓမ္မတို့ဘယ်လိုဖယ်ရှားရမလဲဆိုတာကိုလည်းဒကာကျတော့နီးရပါပြီရပါဘူးဥလဘုရားရပါဘူးနောက်ကဒကာဓမ္မတွေဘာလို့ပြကြမလဲသူ့ကိုရင်ရှုပြပါဥဒိစ္စကိုဘာလို့ပြရဥဒိစ္စဖြစ်တဲ့ရှုလို့မနိုင်နိုင်အောင်ရှုမင်းလည်းအိဋ္ဌာပဲမင်းလည်းအိဋ္ဌာပဲမင်းလည်းအိဋ္ဌာပဲပြောင်းနေတဲ့စိတ်ကလေးလည်းအိဋ္ဌာပဲပြောင်းနေတဲ့စိတ်ကလေးလည်းအိဋ္ဌာပဲတခါလည်းရှုပေးအဲဒီရှုလိုက်တဲ့အခါကျတော့သူစီရှုပါများတဲ့အခါကျတော့အိဋ္ဌာပြင်းနဲ့ကြည်ပြောက်သွားပါလေကြည်ပြောက်သွားတော့မှကျွတ်တို့အလုပ်ကိုယ်ပိုင်အလုပ်လုံးတပည့်ကြကြောင်ချင်းသုတ်သမတ်တရားကိုအရင်ဖယ်ပါဦးဒါတော်တော်အရေးကြီးတယ်လို့မှတ်ပါဂိုင်းတရားဓမ္မတို့ဘုရားသံဃာကြီးဘယ်လောက်ရှင်းခဲ့ကြုံလို့မေးတဲ့အခါကျတော့ဘုရားသခင်ကိုရမကြီးတောင်းမှတရားသိအစရှာမတူဘူးကုလဝိအစရှာမတူဘူးဘယ်လောက်ဒီအောင်ဒုက္ခနဲ့ပင်လယ်ဝေခဲ့တယ်ဆိုတာအစရှာမတဲ့အောင်ပင်လယ်ဝေခဲ့တယ်ဆိုတာကတော့ဖြင့်ပြောဖို့မလိုတော့ဘူးဒါဘုရုကြောင့်ပါလေလုံးဆိုလို့ရှိရင်မောဟရိကအနုတ္တဘဥဒိစ္စသူအပါဝင်မရသဘောပါကြဩဒါဖြင့်တရားဓမ္မတွေဥဒိစ္စခြေမုံနဲ့နီးကျွန်းချင်းသုတ်သွန်းတဲ့တရားကိုကျွတ်တို့မဖယ်ရမရှားရမလှန်တတ်တဲ့အတွက်ခင်း္ဂဝါလူသဲစိမကဘုရားတွေနဲ့ခင်း္ဂဝါလူသဲစိမကပွင့်တဲ့ဘုရားတွေဟောပြောတဲ့တရားတွေ
သစ္စာလေးပါးတွေနဲ့အလွဲကြီးလွဲခဲ့ရတာဘ누구ကန့်ွက်တာတုံးဆိုတာဖြင့်ပေါ်ပါပြီဘ누구ပါလိမ့်မယ်ဥဒိစ္စပဲဆိုတာသိကြကြဒါဖြင့်ဒကာဓမ္မတို့ဘယ်နဲ့လောက်ကြမှာတော့ဥဒိစ္စဖြစ်ဖြစ်ရှိပါလိမ့်ပေါ်ကြဥဒိစ္စနိုင်ပြီဗျာဥဒိစ္စနိုင်ပြီလို့ဆိုတော့ဗဒကာသိမူလကမ္မဋ္ဌာန်းနေပြန်ပြောင်းဒီဥဒိစ္စကိုမနိုင်တော့ဥဒိစ္စကနိုင်သွားတော့ဘယ်လိုဖြစ်တတ်ပါသလဲလို့မေးတဲ့အခါကျတော့ဥဒိစ္စဆိုတာကအရှိကံရောက်သွားနောက်ကံရောက်သွားတောင်ကံရောက်သွားမြောက်ကံရောက်သွားရကံစီရောက်သွားထဲစီရောက်သွားငွေတောင်းရစီရောက်သွားငွေပေးရစီရောက်သွားသူသွားကြံလို့သွားပလိုက်အဲ့ဒီသွားတဲ့ဥဒိဤကဲ့သို့အငြိမ်မနေပဲနဲ့သွားတတ်တဲ့တရားဗျာပုံခဲကြဥဒိစ္စလို့ဆိုထားတာသူကမငြိမ်တဲ့တရားအဲ့ဒီမငြိမ်တဲ့တရားကိုကျွတ်တို့ကဒီနေ့ဖြင့်စိတ်ကမငြိမ်ဘူးဝိပဿနာမရှိဘူးဆိုလို့ရှိရင်ဖြင့်ကျွန်ဖြစ်တဲ့နေ့လို့မှတ်လိုက်မှန်ပါဗျာဘယ်လိုမှတ်ကြကျွန်ဖြစ်တဲ့နေ့ဒကာဓမ္မတွေလေးလေးစားစားမှတ်လိုက်စမ်းပါကျွန်ဖြစ်တဲ့နေ့ဆိုလို့ရှိရင်ဘုရုကျွန်တုံးလို့မေးတော့မှဥဒိစ္စကြီးကျွန်ဥဒိစ္စဆွဲရကိုကြံတဲ့ခန္ဓာကြီးကလိုက်နေရတော့အနောက်ကသူကဥဒိစ္စပြေးသွားအနောက်ခန်းလိုက်အခြေခံပြေးအခြေခံလိုက်မရရရှိတဲ့စီပြေးရင်အပေးရရှိတဲ့စီပြေးရင်ဒါဖြင့်ဒီယုံနာကျွန်မဟုတ်ပါဘူးဒါကြောင့်တချို့ဓမ္မတွေစိတ်ကမငြိမ်ဘူးဒါကြောင့်ဒီနေ့တော့ဖြင့်တရားမထုတ်သေးဘူးဆိုလို့ရှိရင်ဘယ်တော့မှအထုတ်ဖြစ်တော့မှာမဟုတ်ဘူးကျွန်ချိန်နဲ့ပဲတခါတည်းလက်ဆက်သတ်ဖို့ပဲဥဒိစ္စကျိုးဆွဲတဲ့ချိန်နဲ့ပဲလက်ဆက်သတ်သွားဒုက္ခပဲလက်ဆက်သတ်သွားလို့ရှိရင်ဖြင့်ဘုရားဆိုရင်လည်းလွဲခဲ့ရတာဥဒိစ္စတရားမျိုးမျိုးနဲ့မကြုံခဲ့ရတာသစ္စာမျိုးမျိုးနဲ့မပိုင်ချနိုင်ခဲ့တာဒါနောက်တုန်းကလွဲတဲ့ပြန်အလွဲပဲလိုက်ပြန်ဖို့ဆိုနိုင်မဆိုနိုင်နောက်တုန်းကဘုရားဆိုတရားမျိုးမျိုးသံဃာမျိုးမျိုးနဲ့ခေါ်ခဲ့လွဲခဲ့ကြရတာလေဘုရုတ္တိဆိုတာပေါ်ပါပြီဘုရုပါလိမ့်မယ်ယနေ့လည်းအထုတ်ပြန်တော့ကျုပ်ကစိတ်ကမငြိမ်ဘူးဟိုရောက်ဒီရောက်နဲ့မလုပ်သေးဘူးလေဆိုရင်သူလွဲမှုပဲပါမီဖြစ်တယ်သဘောကျဒါပြန်လွဲမှုတော့ပါမီဖြစ်ဖို့မသိပါဘူးဒကာဓမ္မတို့သူ့အကြောင်းလည်းယနေ့ကောင်းကောင်းကြီးရှင်းပေးဖို့ပဲသဘောကျအဲ့တော့ဘယ်ရတဲ့ကတချို့တရားနာရမှတ်တယ်သောတာပန်တရားကနာဂယနာဖြစ်ကြတချို့ဘာမှမဖြစ်ဘူးတချို့ဘာဖြစ်မလဲတဲ့မဲတဲ့အခါဥဒိစ္စကြီးကြုံပြည့်နေတဲ့တရားဟောတဲ့နေတဲ့တရားနဲ့သူမဆိုင်ဘူးဘုရားဟောနေရောဥဒိစ္စသွားရကိုသူယုံနာနာလိုက်နေပြီလားဥဒိစ္စသွားရကိုဥဒိစ္စအိမ်ပြေးသွားတာကျန်တဲ့စိတ်တွေကအိမ်ရောက်ဥဒိစ္စကရောင်းကြဝယ်ကြရှိတယ်ပဲပြေးသွားပြန်တော့ကျန်တဲ့စိတ်တွေကလည်းသူနဲ့ဖော်ပြတဲ့စိတ်တွေကဟိုဘက်လိုက်သွားတော့တရားပွဲတဲ့နေ냐ဆိုတော့တရားပွဲတဲ့နေတာလားသူကြုံဖြစ်နေတာလားအဲ့တော့ဒီတရားပွဲမှာလဲဒကာဓမ္မတွေကဒီတိုင်းပဲမှတ်ပါဒီဥဒိစ္စကဝင်လာလို့ရှိရင်ဖြင့်ငါတရားနာနေတာလားကြုံဖြစ်နေတာလားလည်းတွေးပါဦးကြုံဖြစ်နေတာမသိကြဘူးလားအဲ့ဒါကြောင့်တရားဓမ္မတို့ငကိုကမှကိလေသာကြုံဖြစ်ရတဲ့ထဲမှာတဏှကြုံဖြစ်ရတဲ့ထဲမှာဥဒိစ္စကြုံကတခါပြန်ဖြစ်ရအောင်ပဲဆိုလို့ရှိရင်ဖြင့်ဒီတဲ့ဆိုတော့ရှိရမြင်သေးရဲ့။တိုင်းဒါဖြင့်သံဃာနဲ့ခြီးပြောတော့ဒကာသစ်တို့ဥလဘုတို့ရိပ်မိပါပြီ။ဘုရားဆိုရင်လည်းလွဲခဲ့ရတာလေ။ဥဒိစ္စကจิตတို့ဘာလို့ထား။တရားဝဲတွေမျိုးမျိုးနဲ့လွဲကြီးလွဲခဲ့ရတာ။သူကဘာလို့ထား။ကျွန်းဆိုတော့အိမ်ပြင်ကိုမထွက်လာဘူးဗျ။အိမ်ရှင်လူကြည့်နေရတာပဲ။သဘောကျအဲ့တော့ဥဒိစ္စအလိုတိုင်းလိုက်ပြီးဒီကလာနေရတော့ဒကာဓမ္မတို့ဘုရားဆိုသူတရားပွဲမျိုးမျိုးသစ္စာညာမျိုးမျိုးနဲ့ကွဲခဲ့လွဲခဲ့ဒုက္ခထဲမှာသာနှွဲပြီးဒီကလာနေရတာဖြင့်သူ့တဲ့ဆိုတဲ့တရားရှာမရှာဖြစ်ပါလိမ့်မယ်ဘယ်တရားပါလဲပေါ်ကြဗလားဒါဖြင့်အားလုံးဒကာဓမ္မတွေအခုဆရာဘုန်းကြီးနဲ့တွေ့ခင်ဗျားတို့ဒီကားလို့ဆိုလို့ရှိရင်ဖြင့်ဘယ်နဲ့ကြောင့်ဒီခန္ဓာကြီးထမ်းပြီးဒီအတုပခန္ဓာကြီးထမ်းပြီးကြလားခုတဲ့တိုင်နဲ့အတုပဇမသိဒုက္ခဇမသိပဲနဲ့နာမှုကြိုက်ခဲမှုတွေရှားမှုကိုယ်မှုတွေဆိုတဲ့ဒုက္ခတွေနဲ့
အတုပခန္ဓာကိုယ်ကြီးထမ်းပြီးဒီကလာဟိုရောကဒီရောဟိုမျိုးကဒီမျိုးသွားပြီးဒီကလာလဲပတ်နေရပါလိမ့်မလဲလို့အမေးထုတ်လို့ရှင်းဖြင့်နောက်တုန်းကဥဒိစ္စကိုမနိုင်ခဲ့တယ်ပဲနောက်တုန်းကယခုလည်းမနိုင်သေးဘူးဆိုလို့ရှိရင်ဒီခန္ဓာကြီးနဲ့ခွေခန္ဓာကြီးထမ်းပြီးလဲအောင်ပေါ့ဗျာကြက်ခန္ဓာထမ်းပြီးဘုရုဒ္ဓတိတွေပါလေကြည့်လေတရားဓမ္မတော့จิตတရားဟောနေဘုန်းကြီးတရားဟောကจิตတွေကသူတို့ကသူတို့တွန်းလို့သူတို့ကသူတို့စားလို့သူတို့ဥဒိစ္စနဲ့သူတို့နေတာဘာဆိုင်သေးတုံးလဲဒီမှာလည်းတရားဓမ္မတို့တရားတော့ဘုန်းကြီးအပြင်အစ်စ်ပဲဟောနေတယ်မက္ကသစ္စာရှိရှုဝေရပဲဟောနေတာခင်ဗျားတို့ဟာမမှတ်မိဘူးဆိုရင်ပဲကြုံဖြစ်နေတယ်မမှတ်မိဘူးဆိုရင်ဘုရုကြုံပါလိမ့်မယ်အိမ်ကြတယောက်လဲတို့ပြီးကြတာဘုန်းကြီးကဗာများကျုပ်ဒီဉာဏ်လစ်သွားတယ်ဗာများဥလာဘူးဟောပါလိမ့်မလို့ဘယ်ချက်မှာလို့မေးလို့ရှိရင်ကြုံဖြစ်တဲ့ချိန်လားမှတ်ဘယ်ချိန်မှကြဒီပွဲထဲမှာတောင်ကြုံဖြစ်အောင်တပေါက်ဖြစ်အောင်လုံနိုင်သေးတဲ့စွမ်းရည်သတိရှိပါတယ်ဆိုတော့ဘုရားတရားပွဲနဲ့ဒီတိုင်းပေါ့ဗျာသဘောကျခိုင်းဒါဖြင့်တရားဓမ္မတို့ဥဒိစ္စအကြောင်းဖြင့်အမှန်တန်ဆိုးရတဲ့တရားပဲဘုရားရှိသူနဲ့လွယ်အောင်တရားပွဲနဲ့လွယ်အောင်သစ္စာညာမျိုးမျိုးနဲ့မဆက်ဆံအောင်တည်လို့တဲ့တရားပါလားဆိုတာတရားဓမ္မတို့ယခုခန္ဓာကြီးကတက်တဲ့ခန္ဓာဘယ်လိုတက်တဲ့ခန္ဓာလဲယခုခန္ဓာကြီးအတုပခန္ဓာကြီးနဲ့ကျွတ်တို့နေရဒုက္ခသစ္စာခန္ဓာကိုယ်ကြီးနဲ့နေရတာဥဒိစ္စမနိုင်လို့အရင်ဘုရားတွေအရင်တရားတွေလွဲခဲ့လို့အခုတရားရှာနေရဒီကလွဲရင်လည်းသွားပြန်ရောဒါကြောင့်ဥဒိစ္စဆိုတဲ့ပြန့်တဲ့စိတ်လာတိုင်းကျွန်စိတ်ကိုအရင်ဝိပဿနာရှုပြီးတော့မှဘုန်းကြီးတို့ပေးနေကြဖြစ်တဲ့ကမ္မထာကိုပြန်ပြီးရှုပါသဘောပါကြဒါဖြင့်ဥဒိစ္စတော့ပြီးသွားပြီဒကာဓမ္မတို့ကိုယ်ကိုယ်စကြံသေးတယ်သူတို့ကနှစ်ခုတွဲဘူးဥဒိစ္စလည်းကျွန်နေသွန်းတာပဲကိုယ်ကိုယ်စကလည်းကျွန်နေသွန်းတာကိုယ်ကိုယ်စကပဲလို့ကျွန်နေသွန်းတယ်ဆိုလို့ရှိရင်ဖြင့်သူကပါဆိုးတယ်ရှေ့သွားရတော့မလို့လို့နောက်သွားရတော့မလို့လို့သူကခရီးကုန်ပေါ့သူကပြုပြီးတော့သူစိတ်တွေလဲမကောင်းတဲ့ပါဏိတိပါဒအာရိဏဒါနတွေသူကပြန်ပြီးနှလုံးသွင်းရင်သွင်းရှေ့တယ်ကတရားဓမ္မနဲ့ဆရာသမားနဲ့ကပ်ပြီးအမထုဝသေးဘူးလို့သူဒီလိုလဲအကောင်းပဲလေတွေးချင်သေးအစိုးရကငါမှားခဲ့တာတွေကမနှဲလာဘူးမှားခဲ့တာတွေကမနှဲလာဘူးဆိုတာလဲကုက္ကုစာရှေ့သူတော်ကောင်းလို့ကလည်းလှုပ်เสียလည်းမလှုပ်ရသေးဘူးဆိုတာကောဒါဖြင့်နောက်ဆုပ်လိုက်ရှေ့တိုးလိုက်နောက်ဆုပ်လိုက်ရှေ့တိုးလိုက်သူစိတ်ကလုံးနဲ့ကိုကနှမျိုးမှုထမ်းဒုစိတ်တွေပဲကိုလည်းသူကပြန်အောင်မေ့သူစိတ်တွေလည်းပြန်မလှုပ်ရသေးဘူးလို့အစိုးရဒုစိတ်တွေလည်းပြုပြီးသားမို့တောကထားတယ်သဘောကျဒုစိတ်တွေပြုပြီးသားကိုတော့တောကဒါတွေကငါမစိုးရင်ကြတယ်ပါလားဒုစိတ်ပြုပြီးသားတွေပဲတော့ဗာထားပါလေတောကစိုးရင်မပြုတ်ရသေးတဲ့သူတော်ကောင်းအလုပ်တွေတွေ့ကြတဲ့ခါကြလို့ရှင်းဖြင့်တဲ့တရားဓမ္မတို့ဘယ်လိုဖြစ်နေအဖန်ကလေးတဲ့သူစိတ်ထဲမှာဒါတွေမပြုတ်ရသေးဘူးဆိုတဲ့စိတ်ထဲမှာတောကဖြစ်နေတယ်သဘောကျဒါပြန်ပြုတ်ပြီးတဲ့သူစိတ်အတွက်လည်းသူကတောကဖြစ်နေမပြုတ်သေးတဲ့သူစိတ်အတွက်တွေရောတော့လောက်တော့တခုမှလောက်တာမပါဘူးလက်ရှိလောက်ပါလို့သေးတယ်ဒါပြန်သူဒီဓမ္မတို့မတ္တဖို့ဓမ္မဟုတ်ကြလားဟုတ်ပါဘူးဗျာပြီးတော့သူစိတ်ကိုတော့လည်းအောင်းမိနေပြန်မပြီးပါသေးတဲ့သူစိတ်တွေကောင်းတဲ့အလုပ်တွေကြလားမလုပ်ရသေးလို့ခက်သေးတယ်လို့လည်းတောကဖြစ်နေလုပ်ပြီးသားတွေကြပြန်တော့လည်းစိတ်ကမကြေမနဖြစ်နေပြန်တယ်မလုပ်သေးတာအတွက်လည်းလုပ်တာမဟုတ်ဘဲနဲ့တောကဖြစ်နေဒါဖြင့်တရားဓမ္မတို့ကုက္ကုဆဆိုတဲ့တရားကြီးကုသိတံကတံကုကတံကုသိတံဆက်ဆောကူကိုကတံပြုသည်ဒီကုက္ကုဆံဆက်ဆောတဲ့အလုပ်ကိုပြုလို့ရှိတယ်သူကဆက်ဆောတဲ့အလုပ်ကိုကတာဒုစရိတသူစရိတပြုပြီးသားဒုစိတ်မပြုရသေးတဲ့သူစိတ်တွေအတွက်ကိုသူကစိတ်ကဟိုရောက်ဒီရောက်
ရင်းနေတယ်ပြုပြီးသားသူစိတ်ရှိတယ်ရောက်သွားတာမပြုသေးတဲ့သူစိတ်ရှိရောအဲ့ဒါဘာခေါ်ကြပုဂ္ဂုစဆိုတာနှစ်ဖက်နော်ပြုအပ်ပြီးတော့သူစိတ်ကိုလည်းစိတ်ကရောက်ရှင်ရောက်မပြုလိုက်ရသေးတဲ့မပြုမိသေးတဲ့သူစိတ်တွေကိုလောက်တာတော့ဟုတ်ကဲ့ဟောတာတွေကမလောက်ရသေးဘူးဒါတွေကတော့လောက်ပြီးနေပြီသွားကသဘောကျလောက်ပြီးတာကအကုသိုလ်ပဲသွားတွေ့မလောက်သေးရတာကလည်းစိုးရိမ်လောက်ပြီးတာကအကုသိုလ်မလောက်သေးတာကလည်းစိုးရိမ်တာလောက်ဖြစ်တာလားလို့မေးပြန်တော့လောက်ဖြစ်တာလားလို့မေးပြန်တယ်လည်းမလောက်ဖြစ်ဘူးဒါပြန်သူဟာကုက္ကုစဖြစ်နေတာသဘောကျသူဟာသူပါဖြင့်ရှင်းမလားသူဟာတော့တရားဓမ္မတို့တရားထုတ်မယ်ဆိုရင်လာတတ်ပါတယ်သိကနီးမှလည်းဒီနှစ်ချက်မှလာလေးရှိတရားထုတ်မယ်ဆိုရင်ဟောငါတော့တရားတော့အထုတ်မှာပဲဆိုမှပဲဟောဒီမပြုရသေးတာလေးရှိသေးတယ်လုပ်ပြရလေးရှိရလေးရှိသေးတယ်လို့သူကန့်ကွက်ချရတာဟာမင်းမလာနဲ့ဆိုပြီးဒီကလာသူ့ကိုအိဋ္ဌညာနဲ့ခြေမှုန်းပလိုက်စမ်းပုဂ္ဂိုလ်စားကိုဘာလုပ်ပြရညာနဲ့ခြေမှုန်းပြီးဒီကလာပြလိုက်သူကမပြုရသေးတဲ့သူစိတ်လည်းအောင်းမေတယ်ဟိုဒါတွေမလို့ပါဘူးပြုရပြီးတော့သူစိတ်တွေအောင်းမေတယ်ဒါတွေလည်းမလို့ပါဘူးကြည့်ပါတဲ့ဓမ္မတို့ဝတ္ထုထူလေးနည်းနည်းထုတ်ပြပါမယ်ဓမ္မတရိကထိုးသူကြီးဆိုတာဓမ္မတို့တူပဲပြောပါမယ်9မိနစ်ကြံလို့နော်55နှစ်လူသားယောက်ျားရှင်မင်းကအမိန့်ချထားလို့လူသားဘုံလုပ်တယ်တခိုးမြတ်တွေသူကြီးသားရတာပဲနောက်55နှစ်ရှိလာတဲ့ခါကျတော့ဒီလည်းပဲတစ်ချက်တည်းနဲ့ခုတ်ပြပြီးသားရမှာ2ချက်လောက်ခုံးမှပြတ်တော့တိုင်းပြည်ဆူတာနဲ့လူသားရာထူးကလူတွေညင်းကြပါတယ်ဆိုပြီးတိုင်းပြည်ဆူတာနဲ့လူသားရာထူးကကြလူသားရာထူးကကြပြီးဒီကလည်းအဲ့ဒီနေ့မှာပဲဝိစားတွေလည်းရေပါတယ်ချုပ်ပြီးဒုက္ခမမလည်းပြောတယ်နွားနေရေမရောတဲ့နှုတ်နဲ့ကွာကောင်းမွန်စားအောင်ဝိရာထူးလည်းကြပြီပင်စင်လည်းရပြီကောင်းမွန်စားရအောင်ဆိုပြီးဒီကလည်းသူရေကျိုးမိုးချုပ်ပြီးဒီကလည်းအဝတ်တွေဆင်းမြန်းပြီးဒီကလည်းနေရှင်သာရိပုတ္တရာကြီးကလည်းဒီနေ့ဘုရားချွတ်ရပါမလို့ဟောဓမ္မတရိကချွတ်ရမယ်ဒီနေ့ရာထူးကြတယ်နေနွားတို့ဓမင်းလည်းစားမယ်နေဆိုသွားပြီးဒကာသေးဦးလာဘူးအဲ့ဒီသွားရက်မှန်ပါပါရက်တဲ့အခါကျတော့သူစိတ်ထဲမှာဆောင်းလေးပါဒီနွားတို့စုံလောင်းညံတဲ့စိတ်ပေါ်လာမှန်ပါပါပေါ်လာတဲ့နဲ့ရှင်သာရိပုတ္တရာလည်းချွတ်ရမယ်လူတူတယောက်ပဲဆိုပြီးကာလသနာပါတယ်ဆိုပြီးဒီကာလဆောင်းလောင်းပြီးကြွမသွားဘူးဒီထဲမှာပဲအိမ်ထဲမှာပဲဖုံးပြီးဖုံးလိုက်တဲ့ခါသူလည်းဒီနာမှာနွားတို့ဓမင်းကစားရက်အရှင်သာရိပုတ္တရာလည်းသူကရက်ခါပြီးရှင်သာရိပုတ္တရာလည်းဖုံးပြီးဒီလိုနဲ့ပဲနေပြီးဒီကလည်းနောက်သူလည်းစားတော့ပြီးရှင်သာရိပုတ္တရာတရားဓမ္မဟောလိုက်တရားဓမ္မဟောလိုက်တော့ကိုယ့်ကိုယ်စားဝင်လာမှန်ပါပါတရားဓမ္မဟောတော့တရားတော့မှန်ပါပဲလေငါကနှစ်ပေါင်း50နဲ့လူသားယောက်ျားလုပ်ထားတာဒီချိန်မှဝင်လာရင်းပြီလားမဝင်လာပါလေပြုတ်ပြီးတော့ဒုစရိုက်တွေဝင်လာငါကပြုတ်ပြီးတော့ဒုစရိုက်တွေဝင်လာတယ်ဆိုတော့ရှင်သာရိပုတ္တရာတရားလေးနာပြီးတရားခဏနားလိုက်တခါကြီးဘယ်နဲ့တော့ကျုပ်တရားဟောတာနားဝင်ရလားနားရဲတော့ရှင်ပြဟောတာလည်းရောက်ပါရဲ့ဗျာတို့ကတပည့်တော်ကစိတ်မငြိမ်ဘူးအနည်း55နှစ်သတ်ထားတဲ့လူသားစိတ်တွေကဒါတွေကအကုသိုလ်တွေငါအကျိုးပေးမှတွေပဲဆိုပြီးဒီကလာအဲ့ဒီစိတ်ရောက်နေတယ်ကိုယ့်ကိုယ်စားနောက်ကဟာပြန်ရောက်အဲ့ဒီနောက်ကဟာတွေပြန်ရောက်တဲ့အခါကျတော့ရှင်သာရိပုတ္တရာပြောလိုက်တရားကြီးဒီစိတ်မရောက်နဲ့တရားကြီးသဘောနဲ့သတ်တယ်လားရှင်မင်းအမိန့်နဲ့သတ်ရတာလားဟာရှင်မင်းအမိန့်နဲ့သတ်ရတာပါအိုးတရားကြီးဒါရင်တရားသာဖြောင်းလို့နာကိုယ်သဘောမဟုတ်ဘူးဒီလိုဖြားရောက်ပြီးဒီကလာဆက်ဟောလိုက်ဆက်ဟောတော့တခါတည်းတော့ဥလာဘူးတရားစိတ်ထဲမှာဝင်လာမှန်ပါပါဗျာဖြစ်တဲ့ဉာဏ်နဲ့ဝင်လာမှန်ပါပါဟောတာတွေဖြစ်တာတွေဖြစ်နဲ့ဝင်လာတဲ့ခါကျတော့ဖြစ်ပြမှာခင်ဗျားတို့တော်တော်မကဘူးတော့မှန်ပါပါဗျာဥရိယဗျာဘင်္ဂဗျာအာရိနဝနေဝိနာမုံစီရုကုမြတ်တန်ညာပရိသင်္ခါညာသင်္ခါရုပ္ပခံညာရအောင်တက်သွားတရားနိုင်ခန္ဓာရှုလိုက်ပါဟိုဟာတွေဖြောက်ပြီးရှုနေတယ်သဘောကျဥဒိစ္စရှင်သာရိပုတ္တရာတခါကြီးဖယ်ပလိုက်ဒီဥစ္စာတွေဘာမှမဟုတ်ဘူးဆိုပြီးဖယ်ခိုင်းပြီးဒီကလာနောက်တရားနဲ့ခန္ဓာညာရောက်တဲ့တရားနဲ့ရှုခိုင်းတယ်ရှုခိုင်းတော့သူဒီကားလို့ဆိုသင်္ခါရုပ္ပခံညာရောက်သွားပြီဆိုတော့ရှင်သာရိပုတ္တရာသိ
သိတော့မှတရားပွဲရတယ်ဒကာကြီးစိတ်တည်ပြီလားတည်ပြီဗျာအနေရကြသွားပြီဗျာမက်တော့မဆိုင်ဘူးနော်ဒါနဲ့ရှင်သာရိပုတ္တရာလည်းကြွသူကလည်းအိမ်ပြန်ထွက်ပြီးရှင်သာရိပုတ္တရာနဲ့ခကြီးလေးလိုက်ပို့တာပေါ့ဗျာလိုက်ပို့ပြီးပြန်သွားပြန်ပြီးတကလာသွားတော့လမ်းမှာနွားခွေပြီဒီဓမ္မတတိကခိုးသားကြီးရလေနွားလေးတွေပြီးကလည်းဒီနေ့ဆိုရင်ဒီနေ့ရာရီကြဒီနေ့ပဲနွားနဲ့ဆိုရှင်သာရိပုတ္တရာကလည်းဒီနေ့နွားနဲ့နွားခွေသေးတယ်ဆိုတော့သတရင်ကြီးကပြန့်သွားတော့ဘုရားသွားလျှောက်ဘုရားသွားလျှောက်တော့ဘုရားသခင်ကိုယ်တော်ရဲ့ဓမ္မတတိကဘုရားတစ်သက်လုံးလဲ55နှစ်တိုင်နဲ့လူကယောက်ျားကြီးလောက်လာခဲ့တယ်ဒီနေ့ပဲရှင်သာရိပုတ္တရာနွားနဲ့ဆောင်ကတ်တယ်ဒီနေ့ပဲလိုက်ပေါ်ရမှတန်ပြန်နွားခွေသေးတယ်ဗျာနွားခွေဆိုနွားကဘလူးနွားဘူးအဲ့ဒါနဲ့သေးတယ်သူများဘယ်ကလေးကားပါလဲအိုတုတ်တိတာပြေသွားတယ်ကွာဟာ55နှစ်တိုင်တော့သတ်ထားတဲ့ဥစ္စာကြီးဗျာတုတ်တိတာပြေသွားရတယ်အိုအနုလောမညာရတယ်ကွာသင်္ခါရုပ္ပခညာရတယ်ကဲဘယ်လောက်ထူးခြားပုဂ္ဂိုလ်စားသတ်လိုက်ရှင်းမလားအဲ့ဒါလူတူတယောက်မှာတရားဓမ္မတို့မမားတော့ရှိနေတာဘယ်သူမှမရှိဘူးအပြစ်တွေကတော့အများကြီးရှိတာအဲ့ဒါဘယ်တော့မှမတွေ့နဲ့ဒီဘုန်းကြီးပြောတဲ့ရှင်သာရိပုတ္တရာဟောတဲ့ဖြစ်ဖြစ်ပဲအရေးကြီးနေတာညာဘုရားတို့ဒီဉာဏ်တက်သွားလို့ရှိရင်တခါတည်းဘာမှအစိုးရိမ်နေကြမလို့ဒါတော့မင်း55တိုင်ဒီနေ့9ယောက်10ယောက်ပထမဆုံးကတ္တာဆို900တယောက်ယောက်တတ်တာလေဓမ္မတတိကတတ်ထားတာအဲ့တော့ကြီးကျယ်တဲ့အကုသိုလ်ကြီးကျယ်တွေလောက်ထားတာတောင်မှခေါင်းကပုဂ္ဂိုလ်စားဖယ်ပြီးရှင်သာရိပုတ္တရာဖယ်လိုက်ဒီဥစ္စာတွေဒကာကြီးသဘောမဟုတ်ဘူးရှင်းပြသဘောတွေပဲဒါအသာချိတ်တာကျိုးဟောတာကနှလုံးသွင်းဆိုပြီးဥပဒနာဘက်ကနှလုံးသွင်းခိုင်းလိုက်တော့သင်္ခါရုပ္ပကဉာဏ်ရောက်တယ်သင်္ခါရုပ္ပကဉာဏ်ပြီးရင်အာရုံတရားဓမ္မတော်မှမဲ့ဉာဏ်ကြံတော့ကဲဘယ်လောက်ထက်သွားဒါပါပဲချလိုက်တာတော့ဆိုတာရင်းနေခင်ဗျားတို့ကဏ္ဍငါမိုက်ခဲ့တယ်ယူခဲ့တယ်တေးခဲ့တယ်တရားအထုတ်ကာရီမှလာမယ်ဆိုသူဖြစ်ဖြစ်ရှုရလိုက်တနည်းအားဖြင့်မောင်းငယ်ပဲနေလိုက်ကိုလုံးနေတဲ့ဥပဒနာကလုံးလိုက်ပါတဲ့တခါလေခရီးပေါက်သွားပါလိမ့်မယ်ရှင်းမလားကဲယနေ့ဒီရင်တော်ပါအောင်